ဒီကနေ့ဆိုရင် DKB ရဲ့ဌာနချုပ်ကိုဝင်စီ DKB ရဲ့ဌာနတစ်ခုဝင်စီလိုက်တဲ့ KNU ကထုတ်ပြန်လာတဲ့တွေးရှိသောမူရစ်စေးချက်လုပ်တဲ့စခန်းကြီးတွေဖမ်းဆီးရမိတဲ့အားလုံးပဲမင်္ဂလာပါအာရှနယူးချန်နယ်မှာကြိုဆိုပါတယ်နေ့စဉ်နေ့တိုင်းသတင်းထူးတွေတင်ဆက်ပေးနေတာမို့စခိုင်းတွေလုပ်ပေးဖို့တောင်းဆိုရှင်ပါတယ်ကြားဖြတ်ထောက်ထားတွေကိုနိုင်ငံတကာအားချင်းကူညီဖို့ဆိုတဲ့ပန်ကြားချက်အပါအဝင်နော်ဖက်စစ်ကြားမဲ့တက်ခအခုဆိုရင်ရောက်ရက်ခတ်ပြီးတော့သူ့ရဲ့လေတက်ကအကြီးယာရုအကြီးဒုတိယအကြီးဆုံးအဆင့်ရှိတဲ့ပုံကိုယ်တွေကိုဇော်ဝင်းမြင့်ကိုဒါယာရုဖယ်ရှားရတာပြောတာတကယ်တော့သူဖမ်းဆီးအကျယ်ချုပ်တာလည်းဖြစ်ဖို့များပါတယ်သူတော့လေတက်က pilot ဆိုတဲ့လူသက်ဒီလေရင်မောင်းတိုက်လေမောင်းတဲ့ကောင်းတွေကိုယ်တိုင်ပြည်သူကိုတက်ဖြတ်ဘုံကျဲရလို့အားကြီးလို့မခံနိုင်တော့ဘူးကြီးနဲ့လေကွာဟချက်တွေကြီးမားပြီးအချင်းချင်းပြိပကဖြစ်နေတဲ့အချိန်သူကပြည်သူတရားလုံးကိုအချိန်တချို့လိန်ညာပြီးတော့ထဲမှာပြည်သူတွေကပြည်သူဖြစ်တဲ့စစ်တပ်ကကောင်းတွေကိုလည်းပဲသူလိန်ညာခဲ့ဒါပေမဲ့ဘာဖြစ်လဲ you cannot fool all of the people ဆိုတဲ့နေရာမှာစစ်တပ်ကကောင်းနေလဲပါတယ်ပြည်သူတွေလည်းပါတယ်တိုင်းသားအားလုံးလည်းပါတယ် all of the people you cannot fool all of the people all of the time တစ်ချိန်လုံးမင်းလိန်ညာလို့မရဘူးမင်း online သူကလူတချို့ကိုလိန်ညာလို့ရကောင်းရခဲ့ပြီလူအားလုံးကိုတစ်ချိန်လုံးလိန်ညာဖို့သူဆက်ပြီးမိုက်ယူရဲဆန်စွာစူးစမ်းလာတဲ့အချိန်မှာတော့ပြည်သူတွေလည်းသိလာပြီတော်လိုင်းတပ်ဖွဲ့လည်းသိလာပြီမျိုးစစ်တဲ့လူငယ်အားလုံးလည်းသိလာသလို pilot ဆိုတဲ့ပညာသင်ထားခဲ့တဲ့စစ်တပ်ကတိုက်လေမောင်းဘုံကျဲခွင့်ရထားတဲ့လူသက်ကောင်တွေလည်းပဲသိလာလို့သူတို့ချင်းချင်းငါတို့ဒီပုံစံတိုင်းဆက်သွားလို့တော့မရဘူးသိကြတယ်ကြားဖြန့်စစ်ရာဇဝဲကောင်မင်းအွန်လိုင်းရဲ့ခိုင်းစီမှုကိုငါတို့လွတ်ရင်ငါတို့လည်းကြားဖြန့်စစ်ရာဇဝဲသားတွေဖြစ်တစ်ချိန်မို့တစ်ချိန်ဘာလို့ဆိုတော့ရာဇဝဲဘေးပြေးမလွတ်ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့တွေကဥပဒေတွေသင်ခဲ့ဘူးတဲ့သူတွေဖြစ်တယ်ဒီအချိန်မှာဒီနေ့ဥပဒေအကြောင်းမျိုးမျိုးကြောင့်အိပ်ပျော်နေပြီမဲ့မနေ့ပြန်တော့မို့ဘယ်တော့ခါတည့်ရမှာတော့နိုးထလာမှာဆိုတော့သူတို့သိတော့သူတို့လီပဲစိတ်ရာဇဝဲမှုတွေနဲ့အရေးခံမဲ့ရာဇဝဲကောင်တွေဖြစ်မယ်ဆိုတော့တိလာတော့စိုးထိတ်လာတယ်ကြောက်ရွံ့လာတယ်အဲ့တော့ဘာလုပ်လာလဲအန်တီကန်လာတယ်အန်တီကန်တယ်ဆိုတာအမိတ်မနာခံဘူးဂလန်ဆန်လုပ်လာတယ်အကြောင်းမျိုးမျိုးအလီပိုင်း complain ပြပြီးတော့ complain တက်တယ်လို့ခေါ်တာပြပြီးတော့ဘုံကျဲဖို့ညှင်းဆန်လာတဲ့အတွက်ကြောင့်အခုစိုးဝင်းကိုယ်တိုင်နော်အခုဆိုရင်ဖန်စီပြီးတော့နံပါတ်ကတိုင်းမှုကောင်လုတ်တင်26ခွာကောင်လည်းဖန်စစ်နေရတယ်ဇော်ဝင်းမျိုးကိုလည်းဖြုတ်ပြီးတော့ဖယ်နေရတယ်သူတို့ချင်းချင်းကြားထဲမှာပြိုးအမှုကွဲပြိုမှုတွေနဲ့အချင်းချင်းလက်ဦးမှုယူဖန်စီစမှန်ခုတ်နေကြတဲ့အခြေအနေတွေဟာလူအားလုံးကိုတစ်ချိန်လုံးအယူလို့ဖို့မိုက်ယူရဲဆန်စွာစူးစမ်းခြင်းရလက်တွေတာဖြစ်တယ်အဲ့တော့ကျွန်တော်စကပုံလေးခေါင်းစဉ်လေးကိုပြန်ရှင်းပြပါမယ်ဘဲဖြုတ် mission ဘဲဖြုတ်ဖို့ mission အတူကင်စို့ဘဲကိုဖြုတ်မှာလဲအခုဆိုရင်မင်းအွန်လိုင်းရဲ့နောက်ဆုံးထွက်ပေါက်တကယ်တော့သူ့ရဲ့နောက်ဆုံးထွက်ပေါက်မဟုတ်ပါဘူး China Communist Party ရဲ့သူတို့လိုချင်သောနိုင်ငံနဲ့ချီတဲ့တချို့သောလက်မှတ်ရေးထိုးမဲ့ MOU သဘောတူညီမှုပေါ့ဒီမှာဒီနေ့ပိုင်လိုင်းကိစ္စတော့လကောင်းရထားလိုင်းကိစ္စတော့လကောင်းနော်ကချင်ပြည်နယ်ထဲမှာရှိတဲ့မြစ်ဆုံစီမံကိန်းကြီးကိုတော်လကောင်းသူတို့အနေနဲ့နိုင်ငံတော်အဆင့်မြန်မာပြည်ကိုဝါမျိုးသိမ့်ပိုက်ဖို့နှစ်ရှည်စီမံကိန်းစာချုပ်တစ်ခုကိုချုပ်ဖို့ elected person ပေါ့ elected ဆိုရွေးချယ်တင်မြှောက်ခံရတဲ့ဘလို့ပဲရွေးချယ်လိမ်မဲလဲခိုးပဲလဲဘလို့ပဲလဲရွေးချယ်တင်မြှောက်ခံရတဲ့အစိုးရတရက်ကလက်မှတ်ကိုသူရဖို့အတွက်သူရမှလဲဒါဘာလို့မှဆက်ညင်းလို့မရဘူးမင်းတို့ရွေးချယ်တင်မြှောက်လိုက်တဲ့အစိုးရရဲ့လက်မှတ်ကိုငါတို့ယူပြီးတော့ဒီနေမြေဒီဒေတာကို290အပိုင်သိန်းနဲ့တော်တော်ကောင်းဒီပိုက်လိုင်းရဲ့ဘေးမှာရထားလိုင်းကြီးတစ်ခုတော်တော်ကောင်းတရုတ်ကတက်ကအဆောက်ရှုံးနဲ့ငါတို့250တော်တော်ကောင်းမြစ်ဆုံစီမံကိန်းတစ်ခုလိုကိုမဖြစ်မနေငါတို့မင်းတို့အစိုးရရဲ့ခွင့်ပြုမှုနဲ့ငါတို့တိဆောက်တယ်ဆိုလဲတော်တော်ကောင်းသူတို့ရဲ့ပင်လေထွက်ပေါက်အတွက်တရားဝင်လက်မှတ်တစ်ခုခုရဖို့ရွေးကောက်ပွဲဆိုတာကြီးကိုပြောင်းလိန်ပြောင်းစားညစ်ပတ်ကောက်ကျစ်အခုဆိုထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးကတော့ပြောလာပြီလက်မခံနိုင်ဘူးဆိုတဲ့အကြောင်းဘယ်နိုင်ငံဘယ်အနည်းချင်းကလက်ခံပကံတရုတ်ကွန်မြူနစ်ဆိုတဲ့ဈေးပေါင်ကျိုးနဲ့တခိုးစီအမြဲတမ်းချောင်းနေတဲ့အောက်တန်းစားအုပ်စုတစုကတော့သူတို့လိုချင်တဲ့လက်မှတ်တစ်ချက်ကိုရဖို့ရွေးကောက်ပွဲကိုရအောင်တွန်းနေတာဖြစ်တယ်အဲ့တော့မင်းအွန်လိုင်းရဲ့ထွက်ပေါက်မဟုတ်ပါဘူးကွန်မြူနစ်တရုတ်ကထွက်ပေါက်ဖြစ်သူစူးစမ်းနေတဲ့ရွေးကောက်ပွဲကိုတိလို့ပဲဖြစ်မတိလို့ပဲဖြစ်ဥမာကေကျူလိုလူပေါ့ဗျာနိုင်ငံရေးငါတို့ရဲ့နိုင်ငံရေးထွက်ပေါက်ကိုမပိတ်နဲ့ဒါနိုင်ငံရေးထွက်ပေါက်မဟုတ်ဘူးတိုင်းပြည်ကိုနှစ်ချီကျွံပြုတ်ခံဖို့အတွက်လဲစင်းတွတ်သွင်းခံရမယ်လိန်ညာကောက်ကျစ်သောပလန်မှန်တိတိနဲ့ဝင်တိုးနေတဲ့အစီအစဉ်ဒီရွေးကောက်ပွဲအတွက်အခုဆိုရင်
တချို့သောသူတွေဟာတက်တက်ကြွကြွစီးယုံနေကြတယ်များသောအားဖြင့်တော့ဖက်စစ်တပ်ထဲမှာဘူဂျုတ်ကြီးတွေဒုတိယဘူဂျုတ်ကြီးတွေစသဖြင့်ယာဒူးကြီးသလောက်အုံနောက်အလွန်သေးယာဒူးကြီးသလောက်အတွေးမြင်အလွန်သိငယ်ယာဒူးတွေရွှေပခုံးတွေမှာတတ်သလောက်တတ်ထားသလောက်ကိုချင်းတရားတက်လူတံဖို့0 line မှာရှိနေတဲ့လူပုဂ္ဂိုလ်တချို့ကတော့သူတို့ကိုသူတို့ဘူဂျုတ်ကြီးငိမ့်စားလွတ်တော်ကိုယ်စားလှယ်လောင်းကြီးပါခမပြည်သူရေမဲပေးကြပါခမကျွန်တော်တို့ဂရီပေးတဲ့အတိုင်းမလို့ကျွန်တော်လက်သီးနဲ့ထိုးပါခမစသဖြင့်အမှန်တကယ်တော့တိုင်းပြည်ကိုတခိုးစည်းနဲ့ထိုးရောင်းဖို့စ조사နေတဲ့လူယုံမှာအောက်တန်းစားတစုရဲ့ရှမ် election ကိုပူးပေါင်းပါဝင်ဖို့တချို့အခုဆိုင်းဘုတ်တွေအလုပ်လုပ်နေကြပါလူကိုယ်တိုင်မစင်းရဲဘူးလေလူကိုယ်တိုင်ထွက်မစည်းရုံရဲဘူးဘာလို့ဆိုတော့တိတဲ့အတိုင်းပဲ PDF တွေကဗမာပြည်ရဲ့နေရာအနှံ့မှာရှိတယ်မြို့ပြပျောက်ကြားတွေမြို့ကြီးတိုင်းမှာရှိတယ် UG တွေမြို့ကြီးတိုင်းမှာ ready ရှိနေတယ်အားလုံးဟာအချိန်တစ်ခုအတွက်လှိုင်းတစ်ခုကိုစောင့်ပြီး mission ကြီးဆင်နွှဲဖို့ပြင်ဆင်နေကြတဲ့သူတွေကြီးပဲဖြစ်တော့လူကိုယ်တိုင်ထွက်ပြီးတော့ကျွန်တော်ဘာကိုယ်စားလှယ်လောင်းကြီးပါဆိုမပြောရဲကြတော့ဆိုင်းဘုတ်တွေနဲ့ပဲနေရာအနှံ့မှာလိုက်ပြီးတော့ကိုနားချိတ်ဒီနားချိတ်ဓာတ်ပုံရိုက်နိုင်ငံတကာကိုတင်ပြကျွန်တော်တို့ရွေးကောက်ပွဲကြီးအတွက်ဒီဆိုင်းဘုတ်ကြီးတွေစစ်နဲ့ဆေးရုံနေပါပြီကျွန်တော်တို့ဆိုင်းဘုတ်တွေနေရာအနှံ့ကိုစိုက်ထူနေနိုင်ပါပြီဆိုင်းဘုတ်ပဲထူနိုင်တာလူမစင်းရဲဘူးလူတွေမသွားရဲဘူးသွားရဲတဲ့ကောင်ကြည့်လိုက်ရဲခွေးတွေစစ်ခွေးတွေခြံရံပြီးတော့မှလူထုအလယ်မှာမျက်စိတငယ်နားတငယ်နဲ့ဆိုတော့ကျွန်တော်တို့လူငယ်တရလုံးကိုစောစောပြောတဲ့ you cannot fool all the people all the time လူအားလုံးကိုတစ်ချိန်လုံးမှာယူလို့မရသလိုပြည်သူတရလုံးကိုနေဆုံးများတန်း90မဖြောနဲ့9တန်းလည်းမဖြောနဲ့9သိန်းလည်းမပြောနဲ့9000လူ9000ကိုတစ်ချိန်နဲ့ဖမ်းနိုင်လောက်တဲ့တစ်ချိန်နဲ့တရားစွဲဆိုတဲ့မတရားစွဲနိုင်လောက်တဲ့တစ်ချိန်နဲ့ထောင်ထဲကိုထည့်နိုင်လောက်တဲ့အခြေအနေစစ်ကောင်စီမှာလုံးဝမရှိတော့ဘူးကျွန်တော်ပြောတော့တန်း90မပြောနဲ့9တန်းမပြောနဲ့9သိန်းမပြောနဲ့9000ဆိုတော့ကျွန်တော်လူငယ်တို့တရားလုံးဖက်စစ်အကြမ်းဖက်အုပ်စုရဲ့အောက်မှာအချိန်မီချောဆွဲခံရနေတဲ့အချိန်မီပေါ်တာဆွဲပြီးစစ်တပ်တဲ့သွင်းခံပြီးတော့ခြေတန်းပို့သေခန်းခံရနိုင်နေဆိုတဲ့လူငယ်တို့တရားလုံးကျွန်တော် target date တစ်ခုအားချင်းစီစဉ်ပြီးအမိန်ပေးခြင်းနဲ့ညွှန်ကြားခြင်းနဲ့မြေတားရက်ခံတောင်းခံခြင်းနဲ့ဒါကတော့ဘဲဖြုတ် mission အတူကင်မယ်ဘဲဖြုတ် mission စိုင်းဖို့မှန်သမျှဖြဲပါ mission ဖြစ်စီမံဆောင်ရွက်ပါအတူကင်ဖို့3ရက်တော်တင်ကျွန်တော်တို့ဆောင်ရွက်မလား3ရက်တော်တင်ဆောင်ရွက်မယ်ဆိုရင်တို့တနိုင်ငံလုံးကဆိုင်းဘုတ်ချိထားတဲ့မြို့တိုင်းကိုဖြန့်ကျက်စရာအင်အားလည်းမရှိဘူးထိန်းသိမ်းကာကွယ်နိုင်စွမ်းလည်းမရှိဘူးဘာလို့ဆိုတော့ကြားဖြန့်နှိမ်နှင်းရေးစီမံကိန်းကဒေါ်လာ25သန်းထုတ်ပြန်ပြီးတဲ့နောက်ကြားဖြန့်ခေါင်းဆောင်ဖြစ်တဲ့စစ်ကောင်စီစစ်တိုင်းမှုတစုခုချိန်မှာဘယ်ပုံလို့ပုံရမှမသိဖြစ်နေတဲ့အချိန်တော့ဒီခွေးကောက်ပွဲအတွက်နော်ဆိုင်းဘုတ်တွေကိုကျွန်တော်တို့နေရာနှံ့မှာဘဲပြုတ် mission အတူကင်မယ်ဆိုတဲ့ရည်ရွယ်ချက်လူငယ်အားလုံး3ရက်တော်တင်မှာရနီလန်းကိုအသုံးပြုပြီးတော့ဘုံမှန်သမျှဖြဲပါအဲ့တော့လူငယ်တို့တွေပြောချင်တာကခု PDF တွေလို့ခြေတန်းမှာအငတ်ခံအသေးခံရင်ပတ်ပွင့်ခံဥကုံပွင့်ခံအသေးမခံရဲဘူးလားအသေးမခံရဲနေပါဘဲဖြုတ် mission မှာတော့ကင်ရဲပါစေမြို့ပြယူကြီးတွေလို့ဖန်စီခံတဲ့အခါမှာရဲစက်နှိပ်စက်ညှင်းပန်းအသက်ဖြတ်ရင်ခွဲအသက်ကင်မခံရဲဘူးလားဘဲဖြုတ် mission ပါအတူကင်ပါလူငယ်ချင်းတူတူအရွယ်တူချင်းတူတူတိုင်းပြည်အနာဂတ်အတွက်အသက်တွေဘဝတွေခန္ဓာတွေအချိန်တွေအားလုံးပေးဆက်ပြီးတော့လူငယ်မြောင်များစွာတော်လိုင်းကြီးဝင်နှွှဲနေကြတဲ့အချိန်မှာမျိုးပြမှာရှိတဲ့လူငယ်တွေမိမိတို့အနာဂတ်ကိုဖျက်ဆီးခံရမယ်အရေးကာကွယ်ဖို့မင်းတို့မှလည်းတောင်းရှိတယ်မင်းတို့ဘေးလက်တကမ်းမင်းတို့မြို့လမ်းတော့မင်းတို့ကြီးရွာလမ်းစုံလာစိုက်ထားတဲ့ဆိုင်းဘုတ်တစ်ခုတောင်မှဖြုတ်ရဲဖျဲရဲတဲ့တတ္တိမရှိရင်မင်းကိုမင်းလူငယ်လို့မတတ်မှန်းနဲ့မင်းတို့ကောင်တွေကလူငယ်လို့ခေါ်ဝေါ်ထိုက်တဲ့ဂုံတတ္တိနဲ့မပြည့်စုံသောသူတွေဖြစ်လိမ့်မယ်အဲ့တော့ဘဲဖြုတ် mission 3ရက်တွင်အတူကင်မယ်ကြားဖြန့်အတွက်ဒေါ်လာ25သန်းနဲ့ mission တွေမကြခင်လာမယ်အဲ့တော့လူငယ်တို့အားလုံးဘဲဖြုတ် mission မှသည်ကြားဖြန့်တိုက်ဖြစ်နေနေပေါ်ပေါက်လာမယ်အချိန်နဲ့အချိန်ခါလိုက်စွမ်းဆောင်ရမယ့်တာဝန်တွေဝင်ကြေပြင်ဖို့တတိကိုစီမွေးပါ